ကျွန်တော်ဒီညနေရမှန်တယ်လို့ပြောရမှာပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့ညနေလေးပဲဖြစ်ပါတယ်အဲ့တော့ညီကိုတို့သိအောင်ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီသပင်ဝါသနာပါတဲ့ညီကိုတွေအတွက်ကျွန်တော်ဒီကက်ကြီးညနေပေါ့နော်ကျွန်တော်ဟိုတနေ့ကပထမဗီဒီယိုလေးမှာလည်းကျွန်တော်တင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီဒုတိယဗီဒီယိုလေးမှာကဒီကျွန်တော်တို့ကက်ကြီးညှက်တက်သွားပြီးကင်တက်သွားပြီးဆိုလို့ရှိရင်ပေါ့နော်sorry ကက်ကြီးကိုကောင်းကောင်းကင်နိုင်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယအနေနဲ့ကျွန်တော်ဒီလိုမျိုးသတင်းစာပေါ့နော်သတင်းစာမှာကျွန်တော်တို့ညှက်ပြီးတော့လေ့ကျင့်ဖို့လိုပါတယ်ဒီညှက်နီးရဘာကြောင့်လေ့ကျင့်ရတာလဲဆိုလို့ရှိရင်ကျွန်တော်ကက်ကြီးကိုပို့ပြီးတော့မြန်ပြီးတော့ဒီလိုညှက်တဲ့ခါမှာပိုတန်လာဖို့အတွက်လေ့ကျင့်ရတာဖြစ်ပါတယ်အဲ့တော့ဒီကက်ကြီးနဲ့ညှက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီသတင်းစာဆိုလို့ရှိရင်ကျွန်တော်ဒီမှာပထမဆုံးစညှက်မယ်ဆိုဒီမှာ2ရွက်ပေါ့နော်သတင်းစာ2ရွက်ပဲထုတ်မယ်2ရွက်ပဲထုတ်မယ်ဒီကျွန်တော်ပထမဆုံးဆက်ညှက်မယ်ဆိုလို့ရှိရင်သတင်းစာကိုကျွန်တော်တအုပ်လောက်ကောင်းညှက်မယ်ပေါ့နော်ဒီ2ရွက်ကိုပေါ့ဒီ2ရွက်လေးကိုတအုပ်လောက်ကောင်းညှက်မယ်အဲ့တော့ဘယ်လိုညှက်မလဲဆိုလို့ရှိရင်ကျွန်တော်ချက်ပြပေးမယ်အရင်ဆုံးကျွန်တော်ဒီလက်မှာပေါ့နော်လက်မှာကျွန်တော်သတင်းစာကိုကျွန်တော်အရင်ဆုံးဒီလိုညှက်မယ်ပေါ့နော်ဒီလိုမညှက်ခင်မှာကျွန်တော်ဒီမှာဒီတိုင်းညှက်မယ်ဆိုသတင်းစာရဲ့ကျွန်တော်ဒီလိုပြော့ကြပါမယ်နော်အဲ့လိုပြော့မကြအောင်ကျွန်တော်သတင်းစာလေးကိုနည်းနည်းလေးဒီလိုလေးခောက်လိုက်မယ်အကြောင်းအရာလေးပေါ့နော်အဲ့လိုနည်းနည်းလေးခောက်လိုက်မယ်ခောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီလိုလက်လေးရဲ့ဒီလက်ခလေလက်ညိုးရဲ့ကြားထဲမှာကျွန်တော်ဒီလိုလေးညှက်လိုက်မယ်ပေါ့နော်ကျွန်တော်လိုသလောက်ဒီလောက်ဆိုရရတယ်ညှက်လိုက်မယ်အဲ့ဒါကျွန်တော်သတင်းစာလုံးဝပြော့မကြတော့ဘူးသတင်းစာကိုကျွန်တော်ညှက်တဲ့အခါမှာလည်းကျွန်တော်ဒီလက်မပေါ့နော်လက်မတစ်ခုစာလောက်ပဲအရင်ကြီးလို့လည်းမရဘူးသိလို့လည်းမရဘူးအဲ့တော့ကျွန်တော်စညက်တဲ့အခါမှာကျွန်တော်ဒီမျက်နှာနဲ့ကျွန်တော်တို့ဒီလက်ကတန်းနဲ့ဖြစ်နေရပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာစညက်ပဲတစ်ချက်နှစ်ချက်သုံးချက်4ချက်5ချက်အဲ့လိုကျွန်တော်ဒီဖြည်းဖြည်းလေးနဲ့မှန်လေးလေ့ကျင့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီညက်တဲ့ခါမှာကျွန်တော်ဒီလိုသတင်းစာဒီလိုညီနေရမယ်ပေါ့နော်အဲ့လိုညီနေရမယ်ကျွန်တော်တို့ဒီလိုမျိုးဒီစညက်တဲ့ခါမှာကျွန်တော်ဒီလိုစောင်းသွားတာတွေဒီလိုစောင်းသွားတာတွေတော့ရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အတက်နိုင်ဆုံးတော့ညီအောင်ညက်ဖို့လိုမယ်နော်အဲ့ဒါမှလည်းကျွန်တော်ဒီသပင်ညက်တဲ့ခါမှာပို့ပြီးတော့သပင်ဖြတ်တဲ့ခါပို့ပြီးတော့လက်ကငြိမ်ပြီးတော့မှန်လာမှာဖြစ်ပါတယ်အဲ့တော့ဒီဟာကိုကျွန်တော်တအုပ်လောက်ကောင်းညှက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုအနေနဲ့သတင်းစာ4ရွက်ဖြစ်သွားပါမယ်4ရွက်ကလည်းအဲ့လိုပဲဟုတ်ပြီကျွန်တော်ခုနတိုင်းပဲကျွန်တော်ဆက်ညှက်မယ်ဟုတ်ပြီဟုတ်ပြီကျွန်တော်ဒီ4ရွက်ကိုကျွန်တော်တအုပ်ကုန်သွားပြီဆိုလို့ကျွန်တော်နောက်တစ်ခုအနေနဲ့နောက်ထပ်ကျွန်တော်6ရွက်ဖြစ်သွားပါမယ်ဒီမှာ1ရွက်2ရွက်3 4ရွက်6ရွက်ပေါ့နော်ဒီ6ရွက်ကိုလည်းကျွန်တော်တို့ခုနတိုင်းလေးပဲသတင်းစာကိုနည်းနည်းလေးခောက်လိုက်မယ်ဟုတ်ပြီဆိုလို့ရှိရင်ကျွန်တော်ခုနတိုင်းလေးပဲညှက်မယ်နော်ကျွန်တော်ဒီညက်နီးရမှန်တယ်လို့ပြောရမှာပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့ညက်နီးလေးပဲဖြစ်ပါတယ်အဲ့တော့ညီကိုတို့သိအောင်ကျွန်တော်မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့နောက်တစ်ခုကတော့ကျွန်တော်ဒီမှာနောက်ထပ်ဆိုရင်ကျွန်တော်8ရွက်ပေါ့နော်8ရွက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီလို12ရွက်ပေါ့နော်နောက်ဆုံးမှာတော့12ရွက်ပေါ့အဲ့ဒါဆိုရင်ဒီ12ရွက်လောက်ကညှက်နိုင်သွားပြီများလေးညှက်ပြီးသွားပြီဆိုလို့ရှိရင်တော့သိကြပါတယ်ဒီကက်ကြီးကိုကောင်းကောင်းလေးနဲ့လက်ကိုပို့ပြီးတော့ငြိမ်လေးနဲ့ညှက်နိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်မျှဝေပေးတဲ့ဒီပညာလေးကညီကိုတို့အတွက်ကျိုးဆောင်ကြရရှိမယ်လို့ကျွန်တော်ပြောလိုက်ပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ